လူရည်လို့ဖြစ်လာခဲ့ရင်လူတွေအကြောင်းကိုသိဖို့အရေးကြီးဆုံးပဲဖြစ်ပါတယ်။အခြားပညာရပ်တွေဘလောက်ပဲတက်တဲ့လူဟာလူအကြောင်းကိုမသိဘူးဆိုရင်လူလောကမှာအစဉ်ပြေပြေနေနိုင်ဖို့ခက်ခဲနေမှာပါ။လူတွေအကြောင်းသိဖို့တဲမှာကိုယ်အကြောင်းကိုသိဖို့ကပထမဆုံးနံပါတ်1အရေးကြီးဆုံးပဲဖြစ်ပါတယ်။ကိုယ်အကြောင်းကိုသိရရင်သူများတွေရဲ့စိတ်နေသဘောထားကိုလည်းဖတ်ရလွယ်လို့လူကဲခက်တော်တဲ့သူဖြစ်လာပါမယ်။ကိုယ်နဲ့ရင်းနှီးတဲ့သူတွေရဲ့စိတ်နေသဘောထားကိုသိရလို့ဘယ်လိုအဆင်ပြေအောင်နေထိုင်မလဲဆိုတာကိုသဘောပေါက်လာနိုင်ပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့လူစရိုက်သဘာဝအမျိုးမျိုးကိုတည်တည်ချာချာလေ့လာပြီးနောက်မှာတော့ကိုဟာဘယ်လိုလူမျိုးလဲဆိုတာသိရှိပြီးပြင်စရာရှိတာကိုပြင်မယ်။ဂယုစိုက်တဲ့တာကိုဂယုစိုက်မယ်။တန်ဖိုးထားတဲ့ကိုချင်းတရားကိုတန်ဖိုးထားရင်မိမိဘဝကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။စိတ်နဲ့အသိဉာဏ်ရင့်ကျက်လာမယ်။နောက်ဆုံးမှာတော့ကိုယ်စီရိုက်ကိုယ်တဘာဝဆိုတာကိုလွန်မြောက်သွားပြီးကောင်းမွန်တဲ့စိတ်တဲ့အတွေးခေါ်လေးတွေကိုရရှိမှာဖြစ်ပါတယ်။ငါဆိုတာကိုလွန်မြောက်မှအတ္တကင်းမယ်။အတ္တကင်းမှတကယ်စစ်မှန်တဲ့လွတ်လပ်မှုကိုခံစားရနိုင်မယ်။ဒီစာလေးကိုဖတ်ပြီးတဲ့အခါမိတ်ဆွေတို့လည်းမိမိရဲ့အကျင့်တွေနဲ့ကိုက်ညီမှုတွေရှိနေတဲ့အခါလေးမှာသဘောကျပြီးမှအမှန်ပါပဲ။စာဖတ်သူတို့လည်းဒီစာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကိုယ်တိုင်ကိုကြငါဘယ်သူလဲဆိုတာကိုသိရှိပြီးငါဆိုတဲ့လောင်ရိပ်အောက်ကနေလွတ်မြောက်ကအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါသေးလို့ဆုမကောင်းပါတယ်။မိတ်ဆွေတို့လည်းငါဘယ်သူလဲဆိုတာသိရဖို့မိမိကိုယ်ကိုအရင်စမ်းစစ်တက်ဖို့မိမိကိုယ်ကိုငါဘယ်သူလဲဆိုတာသိဖို့လူကဲခက်တဲ့ပညာတော်ဖို့အတွက်စာရေးဆရာထက်ထွန်းရေးသားထားတဲ့ငါဘယ်သူလဲဆိုတဲ့စာအုပ်ကိုဖတ်ရှုကြည့်ပါလို့အကြံပြုမှတ်ချက်ပေးလိုက်ပါရစေခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ